အားလုံးပဲပြန်မတွေ့ရအောင်ကြာပြီပဲဒီနေ့ကျွန်တော်မောင်းချက်ဆက်ပြမှာဖြစ်ပါတယ်ဒီမှာကျွန်တော်အကောင့်လေးပုံတော့ကျွန်တော်ပြဒီမှာဗျာဒီမှာပါကျွန်တော်အကောင့်ဒါတော့ကျွန်တော်ဒီခုလက်စီ short နေအကောင့်ပေါ့နော်ဒီဘုံဝင်တော့မမြင်သေးဘူးပေါ့နော်ကောက်က6K ဝတ်တကောင်ရှိဘူးပါအမ skin လည်းမရှိဘူးကျွန်တော်မှဘောင်ကတော့ KOS ဘောင်ပေါ့နော်ချောင်းဘလူးလေးပါဆိုတော့ကျွန်တော် scale တွေပါကြည့်မယ်ကျွန်တော် scale တွေအခုကျွန်တော် scale ပါကြည့်မယ် let's go လိုက်ခဲ့ကြအောင်မဟုတ် scale ပါကြည့်မယ်ပေါ့ဒီမှာကျွန်တော်ဆိုရင် scale ကိုပြနေတာဘူးကျွန်တော် skin တော့မရှိဘူးဗျအဲ့တော့ဒီကောက်ကဟောင်းဘူးလို့ဗျကောက်တက်မှာတော့ 6K ဝတ်တကောင်ရှိတယ် edit တကောင်ရှိတာပဲပေါ့နော်ကျွန်တော်ဒီကောက်ကိုလည်းပြန်ရောင်းချင်တယ်လို့တော့ကျွန်တော်ပြောမယ်ပေါ့နော်ဒီကောက်တော့ကျွန်တော်3သိန်းမပြောင်းပါဘူးကျွန်တော်2000နဲ့ပဲရောင်းပါပဲဒီကောက်လေးပေါ့နော်ဝယ်ချင်တယ်ဆိုရင်တော့ကျွန်တော်တယ်ကျွန်တော်တက်တော့ YouTube မှာလာပြောလို့ရပါတယ်နော်ကျွန်တော်ပြမယ်လို့ skill ကျွန်တော်ဘာဝီကောထည့်ပြရလားမသိဘူးမင်းတို့ထည့်ကြကြည့်အောင်ဝီကောကပါလားမပါလားမသိဘူးဗျထည့်ရသေးအပါဘူးအပါဘူးထားတော့အီမောကအစုံကြည့်ရနော်မဟာထားဘူးမနေဘူးနော်ကျွန်တော်ကမဟာထားပါဘူးဖျားစုမှုတူတူလားကျွန်တော်ကမဟာထားပါဘူးအီမောတော့အဲ့ကေဝဖောင်းနေရတာပါကျွန်တော်တကောင်မှမရပါဘူးဟိုကက်လေးပဲရတော့နားလားတော့ပြမိုက်လားကျွန်တော် SK ရှိရမှာမဟုတ်နားနေကျွန်တော်ဒီကောင်ကျွန်တော်ခေါ်ရမယ်ပြီးတော့အဲ့လေဘန်ရှိုက်ပြီးမှဘန်နဲ့ပြောင်းမယ်တကြီးကျွန်တော်ညာလေးကျင်တာအသိတော့မကြသေးဘူးလေးကျင်တာ The man who can beat me has not been born yet. အဲ့ဒါဒါမှနားပြင်းတာပါလေလောက်ခဲ့အောင်တော့ပြောမကျွန်တော်ပြ Knowing is not enough. We must apply. တူနော်အားလုံးပဲပြန်မတွေ့ရအောင်ကြာပြီပဲဒီနေ့ကျွန်တော်မောင်းချက်ဆက်ပြမှာဖြစ်ပါတယ်ဒီမှာကျွန်တော်အကောင့်လေးပုံတော့ကျွန်တော်ပြဒီမှာဗျာဒီမှာပါကျွန်တော်အကောင့်ဒါတော့ကျွန်တော်ဒီခုလက်စီ short နေအကောင့်ပေါ့နော်ဒီဘုံဝင်တော့မမြင်သေးဘူးပေါ့နော်ကောက်က6K ဝတ်တကောင်ရှိဘူးပါအမ skin လည်းမရှိဘူးကျွန်တော်မှဘောင်ကတော့ KOS ဘောင်ပေါ့နော်ချောင်းဘလူးလေးပါဆိုတော့ကျွန်တော် scale တွေပါကြည့်မယ်ကျွန်တော် scale တွေအခုကျွန်တော် scale ပါကြည့်မယ် let's go လိုက်ခဲ့ကြအောင်မဟုတ် scale တော့ကြည့်မှာပါဒီမှာကျွန်တော်ဆိုရင် scale ကိုပြနေတာဘူးကျွန်တော် skin တော့မရှိဘူးဗျအဲ့တော့ဒီကောက်ကဟောင်းဘူးလို့ဗျ
ကောက်တဲ့မှာတော့ချောင်းကေဝက်တကောင်ရှိတယ်ဤပြတကောင်ရှိတာပဲပေါ့နော်ကျွန်တော်ဒီကောက်ကိုလည်းပြန်ရောင်းချင်တယ်လို့တော့ကျွန်တော်ပြောမယ်ပေါ့နော်ဒီကောက်တော့ကျွန်တော်3သိန်းမပြောင်းပါဘူးကျွန်တော်2000နဲ့ပဲရောင်းပါပဲဒီကောက်လေးပေါ့နော်ဝယ်ချင်တယ်ဆိုရင်တော့ကျွန်တော်တယ်ကျွန်တော်တက်တော့ YouTube မှာလာပြောလို့ရပါတယ်နော်ကျွန်တော်ပြမယ်လို့ skill ကျွန်တော်ဘာဝီကောထည့်ပြရလားမသိဘူးမင်းမျိုးထည့်ကြကြည့်အောင်ဝီကောကပါလားမပါလားမသိဘူးလားထည့်ရသေးဘူးအပါဘူးအပါဘူးထားတော့အီမောကအစုံကြည့်ရနော်မဟာထားဘူးမနေဘူးနော်ကျွန်တော်ကမဟာထားပါဘူးဖျားစုမှုကျွတ်တူလားကျွန်တော်ကမဟာထားပါဘူးအီမောတော့အဲ့ကေဝက်ဖောင်းနေရတာပါကျွန်တော်တကောင်မှမရပါဘူးဟိုကက်လေးပဲရတော့နားလို့လားတော့ပြမိုက်လားကျွန်တော် SK ရှိရအောင်မို့နားနေကျွန်တော်ဒီကောင်ကျွန်တော်ခေါ်ရမယ်ပြေးလို့အဲ့လေဘန်ရှိုက်ပြီးမှဘန်နဲ့ကျွန်တော်ပြအောင်မယ်တကြီးကျွန်တော်ညာလေးကျင်တာအသိတော့မကြသေးဘူးလေးကျင်တာThe man who can beat me has not been born yet. အဲ့ဒါဒါမှရနာပြေးနေတာပါလေလောက်ခဲ့အောင်တော့ပြောမကျွန်တော်ပြ Knowing is not enough. We must apply. တူတူနော် အားလုံးပဲပြန်မတွေ့ရအောင်ကြာပြီပဲဒီနေ့ကျွန်တော်မွန်ချက်ဆက်ပါမှာဖြစ်ပါတယ်ဒီမှာကျွန်တော်အကောင့်လေးပေါ့နော်ကျွန်တော်ပြဒီမှာဗျာဒီမှာပါကျွန်တော်အကောင့်ဒါတော့ကျွန်တော်ဒီခုလက်စီ short နေအကောင့်ပေါ့နော်ဒီဘုံဝင်တော့မမြင်သေးဘူးပေါ့နော်ဒီကောက်က6K ဝတ်တကောင်ရှိဘူးပါအမ skin လည်းမရှိဘူးကျွန်တော်မှဘောင်ကတော့ KOS ဘောင်ပေါ့နော်ချောင်းဘလူးလေးပါကျွန်တော် scale တွေပါကြည့်မယ်ကျွန်တော် scale တွေအခုကျွန်တော် scale ပါကြည့်မယ် let's go လိုက်ခဲ့ကြအောင်မဟုတ် scale တော့ကြည့်မှာပါစမအဲ့တော့ဆိုရင် let's go အေးလို့ပြနေတာဘူးကျွန်တော် skin တော့မရှိဘူးဗျအဲ့တော့ဒီကောက်ကဟောင်းဘူးလို့ဗျကောက်တဲ့မှာတော့ 6K ဝက်တကောင်ရှိတယ်ဤပြတကောင်ရှိတာပဲပေါ့နော်ကျွန်တော်ဒီကောက်ကိုလည်းပြန်ရောင်းချင်တယ်လို့တော့ကျွန်တော်ပြောမယ်ပေါ့နော်ဒီကောက်တော့ကျွန်တော်3သိန်းမပြောင်းပါဘူးကျွန်တော်2000နဲ့ပဲရောင်းပါပဲဒီကောက်လေးပေါ့နော်ဝယ်ချင်တယ်ဆိုရင်တော့ကျွန်တော်တယ်ကျွန်တော်တက်တော့ YouTube မှာလာပြောလို့ရပါတယ်နော်ကျွန်တော်ပြမယ်လို့ skill ကျွန်တော်ဘာဝီကောထည့်ပြရလားမသိဘူးမင်းမျိုးထည့်ကြကြည့်အောင်ဝီကောကပါလားမပါလားမသိဘူးလားထည့်ရသေးဘူးအပါဘူးအပါဘူးထားတော့အီမောကအစုံကြည့်ရနော်
ရှိမဟာထားဘူးမနေဘူးနော်ကျွန်တော်လုံးဝမဟာထားပါဘူးဖျားစုမှုတို့တူလားကျွန်တော်လုံးဝမဟာထားပါဘူးမို့ကျွန်တော်ကကေဝက်ဖောင်းနေရတာပါကျွန်တော်တကောင်းမှမရပါဘူးဟိုကက်လေးပဲရတော့နားလို့လားတော့ပြမိုက်လားကျွန်တော် SK ရှိရအောင်မို့နားနေကျွန်တော်ဒီကောင်တော့ခေါ်ရမယ်တွေးပြီးနဲ့အဲ့လေဘန်ရှိုက်ပြီးမှဘတ်နဲ့ကျွန်တော်ပြအောင်မတကြီးကျွန်တော်ညာလေးကျင်တာအသိတော့မကြသေးလေးကျင်တာ The man who can beat me has not been born yet. အဲ့ဒါဒါမှရနာပြင်းနေတာပါလေလောက်ခဲ့အောင်တော့ဘလို့မကျွန်တော်ပြ Knowing is not enough. We must apply. တူ